ကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတိုင်း marketing ကောင်းကျင်တယ် marketing ဘယ်လိုလုပ်ရမလဲမသိဘူးဆိုတဲ့သူတွေဒီစကားလုံး၅လုံးနဲ့ကျွန်တော်တို့လုပ်လို့ရပါတယ်အားလုံးမင်္ဂလာပါစီးစီးနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့လုပ်ငန်းငယ်တွေရဲ့စီးပွားရေးနဲ့ marketing ဘိုင်းကိုတိုးတက်အောင်ကူညီပေးနေတဲ့အောင်ကိုဖြစ်ပါတယ် marketing လုပ်တဲ့အခါမဖြစ်မနေလုပ်ရမယ်အဆင့်၅ဆင့်ဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တိကြိုက်မေးဝယ်ညွှန်းကျွန်တော်ရဲ့ကုန်ပစ္စည်းတွေကိုဝယ်ဖို့အတွက်လူတွေကိုပထမဆုံးတစ်ဆင့်တိအောင်လုပ်ရပါတယ်ကိုကပဲဝယ်သူနေရာမှာစဉ်းစားကြည့်လိုက်ကြမတိတဲ့ပစ္စည်းတစ်ခုကိုဝယ်ပါမယ်ကြားတော့မကြောက်တိတော့မတိဘူးဆိုဝယ်ဖို့တော်တော်ဝေးပါသေးတယ်အဲ့တော့ပထမဆုံးတစ်ချက်ကျွန်တော်တို့တိအောင်လုပ်ရပါမယ်ဒုတိယတစ်ဆင့်ကကြိုက်အောင်လုပ်ရပါတယ်အဲ့တော့ကျွန်တော်တို့တိတဲ့ပစ္စည်းတွေတော့အများကြီးရှိတယ်ဆိုကြပါစို့ဖုန်းဝယ်မယ်ဆိုရင်ဖုန်းဆိုင်ကြီးအများကြီးကျွန်တော်တို့တိနေလိမ့်မယ်ဟိုဆိုင်ဒီဆိုင်တိနေလိမ့်မယ်တိုးတော်ညာလဲအဲ့ထဲကမှကိုသဘောကျတယ်ကိုကြိုက်တဲ့ဆိုင်မှာဝယ်တာဒါကြောင့်မို့လို့ကျွန်တော်တို့ဘက်ကဒုတိယအဆင့်ကဘာလုပ်အောင်လဲဆိုရင်ဝယ်တဲ့သူတွေကြိုက်အောင်လုပ်အောင်တတိယတစ်ဆင့်ကဘာလဲဆိုလို့ရှိရင်မေးတာဝယ်တဲ့သူတွေကတိလဲတိပြီကြိုက်လဲကြိုက်ပြီဆိုတန်းဝယ်သူဂျားထဲမှာမေးသေးတယ်ခုနဖုန်းအနေနဲ့ပဲပြောမှဆိုရင်အာမကန်ကဘလို့ပေးတာလဲဘလို့ service တွေရှိရတယ်သူတို့မေးမယ်အဲ့လိုမေးတဲ့အခါရောင်းတဲ့သူတွေဘက်ကသူတို့မေးတဲ့အချိန်မှာကြွေအောင်လုပ်ရမယ်ပြောချင်တာကသူတို့လုံးဝကိုဝယ်ကျင်သွားအောင်ကျွန်တော်တို့လုပ်ပြရမယ်အဲ့ဒီအချိန်မှာနောက်တစ်ဆင့်ကဘာလဲဆိုလို့ရှိရင်ဝယ်တဲ့အဆင့်မှာဝယ်ပြီးသွားပြီဆိုလို့ရှိရင်နောက်ဆုံးအဆင့်ကညှိုးတဲ့အဆင့်တချို့တွေကဝယ်ပြီးသွားရင်နောက်တစ်ခါပြန်ဝယ်ဖို့တိတ်ပြီးတော့မသေးကြဘူးတချို့တွေကနောက်တစ်ခါပြန်ဝယ်တဲ့တချို့တွေကနောက်တစ်ခါပြန်ဝယ်တဲ့အပြင်ကိုသူများတွေပါညှိုးတယ်ဆိုတော့ဝယ်တဲ့သူတွေဘက်ကတီးကြိုက်မေးဝယ်ညှိုးအဲ့ဒီ၅ဆင့်ကိုတွားတယ်ကျွန်တော်တို့ရောင်းတဲ့သူဘက်ကဘာလုပ်ပြရမလဲဆိုလို့ရှိရင်ဝယ်သူတွေတိတာအောင်လုပ်ဝယ်သူတွေကြိုက်လာအောင်လုပ်ဝယ်သူတွေမေးအောင်လုပ်အဲ့မေးတဲ့အချိန်မှာကိုကကြွေးအောင်ပြောတတ်မှာပေါ့နော်ပြီးတော့ဝယ်အောင်လုပ်ညှိုးအောင်လုပ်အဲ့၅ခုမှာတိတာရဲ့ကြိုက်တာရဲ့အဆင့်က marketing ကနေလုပ်ရတယ်ဗျာအဲ့တော့မေးလာတဲ့အဆင့်ဝယ်တဲ့အဆင့်မှာကျတော့ sales ဘက်ကလူတွေကလုပ်ရတယ်အရောင်းဘက်ကလူတွေကလုပ်ရတာပေါ့ညှိုးတဲ့အဆင့်ကျတော့ကျွန်တော်တို့ကဘာနဲ့ဆိုင်သွားပြီလဲဆိုရင် product quality နဲ့ service နဲ့ဆိုင်သွားပြီပြောချင်တာကကျွန်တော်တို့ marketing တွေကနေပြီးတော့ဒီ product ကိုတိအောင်ကြိုက်အောင်လုပ်လိုက်တယ်သူတို့တိလို့ကြိုက်လို့ရောက်လာကြတယ်မေးတဲ့အချိန်မှာsaving ကနေပြီးတော့ကောင်းကောင်းမွန်မွန်ရောင်းတတ်တယ်ဆိုလို့ရှိရင်အရောင်းထွက်သွားမယ်ခုနဝယ်ဖြစ်သွားမယ်ဝယ်ဖြစ်သွားပြီးသွားရင်နောက်ထပ်ဝယ်ဖို့သူများတွေကိုညှို့ဖို့ဆိုတာဒီပစ္စည်းရဲ့ quality လည်းကောင်းရမယ်ထို့အတူ service ကလည်းကောင်းကောင်းမွန်မွန်ဖြစ်ရမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူများကိုညှို့ပါလိမ့်မယ်ဆိုတော့ဒီတိကျမေးဝယ်ညှို့ဆိုတာကကျွန်တော်မြန်မာမှုပြုထားတာ marketing guru ကြီးဖြစ်တဲ့ Philip Kotler ရဲ့ 5A's ကိုကျွန်တော်ပြောထားတာဖြစ်ပါတယ်ဆိုတော့ make sure စီးပွားရေးလုပ်နေတယ်ဆိုလို့ရှိရင် marketing လုပ်ချင်တယ်ဆိုရင်ဒီ၅ဆင့်ကိုအမြဲတမ်းလုပ်နေရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီဗီဒီယိုကတော့ဒီလောက်ပါခင်ဗျကျွန်တော်နောက်ဗီဒီယို review ပြန်ပါခဲ့ဗျာ